အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဇန်နစ်ပဲဖြစ်ပါတယ်ဒီတစ်ခါ brother တို့ကျွန်တော်နဲ့အတူတူလေရင်စီးပြီးတော့ brain rot တွေကိုတွားပြီးတော့ခိုးကြမယ်ဗျာအဲ့တော့လေရင်ဘယ်လိုစီးရမလဲဆိုတာကိုကျွန်တော်ပြောပြပေးပါမယ်လေရင်စီးဖို့အတွက်ဆိုရင်တော့ brother တို့ဒီအတိုင်းပဲလေရင်စီးဖို့ကဒီတိုင်းပြန်လို့မရဘူးဗျာအဲ့တော့ကျွန်တော်ဘာလို့လဲဆိုစီလိုပါတယ်အဲ့စီကိုဘယ်ကထုတ်ပေးမှလဲဆိုတော့ဒီ brain rot တွေကနေကျွန်တော်တို့ဒီလိုစီဘူးလေးထုတ်ပေးမယ်စီဘူးလေးထုတ်ပေးတဲ့အခါကျရင်ကျွန်တော်တို့ကလေရင်ထဲကိုသွားပြီးစီသွားထည့်ရမှာဖြစ်ပါတယ်စီများများထည့်ရင်ထည့်သလိုကိုတွေကကျွန်တော်တို့ကခရီးရောက်ပါတယ်ဝေးဝေးကိုသွားလို့ရပါတယ်အဲ့တော့ကျွန်တော်က brain rot ထဲရတဲ့စီလေးကိုဒီလေရင်လေးမှာထည့်ပြမယ်လေရင်လေးကိုနှိပ်လိုက်တာနဲ့ brother ဒါစီထဲပြီးသားဖြစ်သွားပြီမောင်းမယ်ဆိုရင်အပေါ်ကလန့်ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါအပေါ်မှာလေးပုံစံလေးနဲ့ဗျာအဲ့ဒါလေးကိုနှိပ်လိုက်မယ်ဆိုရင်တော့ကျွန်တော်မောင်းလို့ရပါပြီခင်ဗျာကဲကြည့်လိုက်အောင်ကျွန်တော်ကခုမှစပြီးတော့မောင်းတာဆိုတော့စီရတော့အများကြီးမရှိတဲ့အတွက်အဝေးသွားလို့မရဘူးပေါ့နော်အဲ့တော့အနီးဆက်ဆုံးကျွန်းလေးကနေပဲကျွန်တော်brain rot တွေကိုယူပါမယ်အဲ့အနေမှာတစ်ဆင့်ကျွန်တော်တို့စီဝူးတွေစုမယ်စီဝူးတွေစုပြီးကျွန်တော်လေနဲ့ထည့်ပြီးတော့ဝေးဝေးသွားပြီးကျွန်တော်မောင်းကြမယ်ဗျာကဲဒီဂိမ်းလေးကတော်တော်လေးဆော့လို့ကောင်းတယ်ဒီဂိမ်းလေးကိုတော့ကျွန်တော်ဒါဒီဗီဒီယိုလေးကိုကျွန်တော်ပတ်1အနေနဲ့လုပ်ပေးထားပါတယ်ပတ်2ကိုတော့ထပ်ပြီးတော့နောက်ထပ်ဗီဒီယိုမှာထပ်တွေ့ပါမယ်ပေါ့နော်ကဲဒါကတော့ဒီဂိမ်းလေးကိုဆက်ပြီးဆော့လိုက်ရအောင်ကျွန်တော်နဲ့အတူတူကဲဒီလိုယူလာတဲ့ brain rot တွေကိုကျွန်တော်ကသူ့နေရာမှာထားပြီးသွားကျွန်တော်စီဘူးတွေထုတ်မယ်ဗျာစီဘူးတွေထုတ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်ခုနပြောထုံးစံတိုင်းပဲဒီထဲမှာလေထဲမှာစီထည့်မယ်စီထည့်ရင်ထည့်သလိုကျွန်တော်တို့ကlevel ကမြင့်လာမှာဖြစ်ပါတယ် level လုံးဝမြင့်မရတော့ဆိုရင်တော့ကျွန်တော်တို့ reverb ပြန်လုပ်ရမှာပေါ့နော် reverb ပြန်လုပ်မယ်ဆိုရင်လည်းလေရင်ကတဆင့်ပို့ပြီးမြင့်သွားမယ်ကြည့်လိုက်အောင်ကျွန်တော်လေရင်ကိုကြည့်လိုက်အောင်ခုနတော်တော်လေးနော်အခုကျတော့လေရင်ကအရှိဖြစ်သွားပြီကဲဒါဆိုရင်တော့ကျွန်တော်လည်းအတူတူလေရင်မောင်းလိုက်အောင်ဟိုးကြည့်လိုက်အောင် brother လို့ယိုရမ်းမိုက်တယ်ကြည့်လိုက်အောင်ကောင်းအပေါ်ကနေကျွန်တော်စီမလောက်ဘူးဗျာစီမလောက်ရင်အဲ့လိုပြုတ်ကြတယ်ပြုတ်ကြတဲ့ခါကျရင်ကိုယ့်ရဲ့နေရာကိုပြန်ရောက်တယ်ပေါ့နော်ကဲလာခဲ့ကျွန်တော်စီဝူထပ်ပြီးတော့စုမယ်စုပြီးသွားရင်ကျွန်တော်ထပ်ပြီးတော့ပြန်မယ်ဗျာပြန်တန်းโอเคထပ်ပြီးတော့ပြန်တန်းလိုက်အောင်ကြည့်လိုက်အောင်ရမ်းမိုက်တယ်ကြည့်ကျွန်တော်အဲ့ဘေးကတိုင်လေးနဲ့အပေါ်ဟာတွေနဲ့တိုက်မိရဆိုရင်ကျွန်တော်တို့လေရင်ပြက်ကြရပေါ့နော်ကဲဟိုဘက် brain rot ပဲမှာဟိုဘက်မှာ brain rot တွေကိုဒီမှာကြည့်စောင့်နေတာအဆောင်ရှိတယ်ကျွန်တော်ဘယ်ကောင်ယူရမလဲဒီကောင်ယူလိုက်မယ်50အစအနေစမှာပဲခုမှစဆော်တာဆိုတော့โอเคတဖြည်းဖြည်းအရင်ဆင်းမြင်သွားလိုက်မယ်ဒီနေရာလေးမှာထားလိုက်မယ်ဗျာကဲထပ်ပြီးတော့လေရင်ကိုစီထက်ပြီးတော့ကျွန်တော်ဘာလုပ်မလဲပြန်မောင်းပြီးရင်brain rot တွေကိုထပ်ပြီးတော့စုမယ်โอเคယိုရမ်းမိုက်တယ်ကြည့်အောင်ဒီမဲ့နောက်မှလည်းကျွန်တော်ကျွန်းနေရှိတယ်ကျွန်တော်ကအဝေးထိမသွားနိုင်ဘူးဒီနားပဲဆိုပြုတ်ကြကျွန်တော်လင်းစီမကုံပဲနဲ့အဲ့လိုမျိုးလည်းဖြစ်တဲ့ခါကျရင်သူ့နေရာနဲ့သူပြန်ရောက်ပါတယ်ကဲလေရင်ကတော့တော်တော်မောင်းရတာတော်တော်လေးရမ်းမိုက်တယ်ဘေးကတိုင်နေနဲ့တိုင်ပြီးကျွန်တော်ပြတ်ကြမယ်ပေါ့နော်ကဲ let's go တိုင်ပြီးတော့မှတော်သေးတယ်ဗျာတော်သေးတယ်ကဲရပြီကဲဘယ်ကောင်ယူရမလဲအဲ့တော့ကျွန်တော်ဒီကောင်ယူလိုက်မယ်ဗျာဒီကောင်ယူပြီးတော့ lunch ကိုနှိပ်လိုက်မယ်ဒါဆိုမောင်းပြီကဲဟုတ်ပြီရမ်းမိုက်တယ်ဝက်ကြီးလေပေါ်ပြန်နေတယ်ရှေ့ဟာနဲ့တိုက်မိမယ်နော်တိုက်မိတော့မှတော်သေးကဲရောက်ပါပြီကဲကိုယ့်အိမ်ကိုရောက်အောင်စိတ်ချရပြီကဲကျွန်တော်ဒီ brain rot ကိုဘယ်နာလေးမှထားမလဲဒီမဲ့ဒေါ်လာ100တဲ့အဲ့ညာဒေါ်လာ100ပေးရမှာအဲ့ညာလေးကဲအဲ့ညာလေးမှထားလိုက်မယ်ဗျာပြီးကြဒီကောင်နည်းနည်းလေး level မြင့်လာမယ်ကျွန်တော်ပို့ပြီးတော့ဒီစီဘူးတွေပို့ရအောင်လို့ပေါ့နော်ကဲပြီးကြကျွန်တော်စီဘူးတွေယူမယ်စီဘူးတွေယူပြီးလေရင်နဲ့ထည့်မယ်လေရင်နဲ့ထည့်ပြီးရတယ်ကျွန်တော်တို့လေရင်ထပ်မိုက်ပြီးတော့မောင်းမယ်ကဲကျွန်တော်နောက်ဆုံးပတ်2မှာကျွန်တော်အရမ်းမိုက်တဲ့လေရင်ဖြစ်တဲ့အထိကိုစော့ထားတာမလို့နော်ပတ်2ကိုလည်းတေချာလေးကြည့်ပေးကြပါအောင်လို့ဟုတ်ပြီနော်လောလောဆယ်တော့ပတ်1လေးလည်းအရမ်းမိုက်တယ်စော့ရတာလေးကျွန်တော်အရမ်းကြိုက်တယ်ပေါ့နော်အဲကြောင့်ကျွန်တော်ပတ်1နဲ့ပတ်2ဆိုပြီးတော့ခွဲပေးထားပါတယ်အဲ့တော့ကျွန်တော်ပတ်1ဗီဒီယိုမှာဆိုရင်ကျွန်တော် record လုပ်တာဟိုကမိနစ်50လောက်ရှိရဒါကိုကျွန်တော်အတိုဆုံးဖြစ်အောင်ကျွန်တော်ပြန်ပြီးတော့13မိနစ်ပေါ့နော်13မိနစ်လောက်ဖြတ်ပြီးတော့လုပ်ထားတာပါအဲ့တော့
ဒီပတ်တူးကလည်းကျွန်တော် record လောက်ရတာတနားရီလောက်တော့ရှိပါတယ်အဲ့ဒါဂိမ်းကိုဆော့ရတာပေါ့နော်အရင်လည်းဆော့လို့ကောင်းလို့ပါကဲအဲ့ဒါဆိုစီထပ်ဖြည့်မယ်ဗျာစီထပ်ဖြည့်မယ် let's go မောင်မေဟေးမောင်မေဟေး yeah ကျွန်တော်ဟိုးနောက်ကိုမရောက်သေးဘူးเนาะဒီဘက်က Iceland ဒီဘက်ဟုတ်ပြီပါပြီကျွန်တော် red ဒီ uncommon Iceland နဲ့ဒီဘက်ရောက်သေးရဆိုတော့ကျွန်တော်ဒီဘက်ဆက်သွားကြည့်အောင် okay ဟုတ်ပြီမတိုက်မိစေနဲ့စီကလောက်ပါမလား30 32 30 29ဟိုးလောက်ပါမလားအေးရတယ် okay အိုးဟိုးဘက်နောက်မှာလည်းကျွန်တော်ကျွန်းနေရှိသေးတယ်เนาะကျွန်တော်ဒီရာပဲယူလိုက်တော့မဟဲ့ကောင်ဟိုကောင်လာနေလိုက်အဲကျွန်တော်စီးအပြင်ထွက်နေတယ်ဆိုရင်အဲကောင်ကျွန်တော်အကန်လို့မရဘူးဗျာကဲငါလင်းပြောင်းနေလင်းပဲနားမှာလင်းဟိုဘက်မှာကန်လိုက်လို့ပြီးပါရောဟိုဒီဘက်ကကောင်ယူရမှာနေဒီကောင်ပြန်ချလိုက်မယ်ဒါပေမဲ့ဒီဘက်ကကောင်ယူလိုက်မယ်ကို200ကျော်ကြီးကိုယူမယ်ဗျာကိုယူမယ်ဗျာကဲဟုတ်ပြီကျွန်တော်အဲ့လိုစီးဝိုင်းပြင်မထွက်နေလိုက်ရင်အေးဆေးပဲဟိုးမိုက်တယ်ကဲမတိုက်မိစေနဲ့နော်ဟိုးတိုက်မိတော့မှအေးတိုက်မိတော့မှမလုံးနဲ့တော့မတိုက်လုံးနဲ့အေးတိုက်မိတော့မှတော်သေးတယ် okay let's go သွားမယ်အေးဆေးပဲသွားမယ်နော် okay စီကလောက်ပါမလား40လောက်တော့လောက်မှာပါအသွားတော့လောက်ပြီးအပြန်မလောက်တာတော့မဖြစ်နိုင်ပါဘူးဟုတ်တယ်နော် okay စီလဲလောက်တယ်စီကလည်းကွက်တီပဲ okay ရပြီကိုရပြီအဲ့တော့ဒီကိုကိုကျွန်တော်သူ့နေရာမှာထားလိုက်မယ်ထားပြီးကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီကောင် update ညှင်းလိုက်မယ်ဗျာအဲဆိုရင်ကျွန်တော်တို့စီဘူးတွေများရမယ်ကဲပြီးရင်တော့ကျွန်တော်စီစုပြီးဆိုတော့လေနဲ့ကိုစီထပ်ဖြည့်ပြီးတော့ထပ်ပြီးတော့မောင်းမယ်ဗျာ let's go ကဲဒီတော့ကျွန်တော်ဒီဘက်မှာစီဘူးတွေရတယ်တော်တော်များများရနေဗျာအဲဆိုတော့ဒီထဲမှာစီဘူးထက်စီဘူးတွေကိုလေနဲ့ထည့်လိုက်မယ်โอเคဒီမှာ revert ပြန်လုပ်လို့ရပြီပေါ့နော်ကျွန်တော် revert လုပ်မှရမှာ update မြင်လို့မရတော့ကဲကျွန်တော် revert တော့လုပ်လိုက်ပြီကဲစီထပ်ထည့်မယ်အိုးလေရတော်တော်လေးမိုက်နေပြီကျွန်တော်စီထည့်ရင်ထည့်သလို revert ကတော့လုပ်ပေးရတယ်ပေါ့နော်အဲ့ကြမှာကျွန်တော် level ကမြင့်လို့ရမှာပေါ့နော်ကဲစီထပ်ထည့်မယ်ကဲအဲဆိုကျွန်တော်ဆက်မောင်းလိုက်ရအောင်let's go ဟိုဘာဖြစ်တော့ဟာဘာလဲလေမောင်းနဲ့ရုပ်တရက်ကြီးလေတွေမိုးတွေအိုးမိုးရိုးတွေရောပြောင်းကြီးလုံးကြပါအောင်ရှေ့မှာတကားကြီးဘာကြီးလဲဟာoh my god မုံတိုင်းနေတိုက်နေတာအမမိုးရိုးတွေရောဟာရှိပဲအိုးမိုးရိုးတွေပါပြစ်နေတာဟေးဟိုကောင်ကြီးကလည်းလာနေပြီဟာစီဝါပြင်မထွက်နေလိုက်မယ်ဒါပေမဲ့မိုးကြိုးတွေကကျွန်တော်တို့တော့လက်မပြုတ်အေးအောင်ကြောင်ဟိုကောင်ဒုံးနဲ့ရိုက်တော့မှလားမကြည့်ဘူးငါလုတ်ပြန်ပြီးငါအဲ့လိုကွာဒီဂိမ်းမှာအဲ့လိုမပါဘူးထင်တာပါသေးရဘယ်ရောက်ကောင်ဟိုကောင်ကွာနာလိုက်တာကွာတွေ့မယ်လာငါမင်းကိုလိုက်ရိုက်မယ်ဘယ်ပြေးမှာလားဘာပြေးမှာဘရင်ဟိုကောင်ကြီးကလာနေပြီကွာကဲထားပါတော့မင်းကြောင့်ငါအချိန်ပုံမခံတာတကောင်တော့ရအောင်ယူသွားမယ်ဗျာကဲရောက် lunch လုပ်ပြီးတော့ကျွန်တော်သွားမယ် let's go တိုင်းလို့ထမတိုင်းမိစင်းနဲ့ရှေ့မှာတကားကြီးဟာတိုက်ပြောတော့ရှိတယ်ဘာဖြစ်တာတော့တကားမှာတွေ့ကက်နေတာကဲခုံချလိုက်ပြီဗျာကဲခုံချလိုက်ပြီဆိုတော့သူ့နေရာသူပြန်ရောက်ပြီကဲထမောင်းပြီလို့လေနေမိုးတွေကခုတီကိုတိုက်တော့မဲ့လားကဲအမြန်လေးယူလိုက်မယ်ဗျာလေဒီကောင်ယူလိုက်မယ်ဗျာဒီကောင်ယူလိုက်မယ်ရောင်ဟိုကောင်ရှိသေးလားမသိဘူးဒုံးနဲ့ထပ်ရိုက်နေတော့ငါတော့ဒုက္ခပဲထပ်ပြီးတော့မောင်းမယ်ဗျာကဲ let's go လေဒီမိုးတွေတော်တော်ကြာနေတာလျက်စီးရောပါလာတာနော်ဒါပေမဲ့ဟိုကျွန်တော်တို့အနေမပြူပါဘူးဒါပေမဲ့ तू ကဒီအဖက်တွေနေနဲ့ပဲထည့်ထားပါဟုတ်နော် oh my god ရမ်းမိုက်တယ်ဘာဖြစ်ဖြစ်ကျွန်တော်လေဒီမိုးလည်းတိုက်နေရလျက်စီးတွေလည်းလက်နေရဆိုဒီကဗီဒီယိုဂိမ်းကလည်းရမ်းမိုက်တယ်ပေါ့နော်သူရโอ้ share โอ้လေရောစီထပ်ပြေးမယ်โอเคလင်းရတော်တော်လေးမိုက်နေပြီเนาะကြည့်လိုက်အောင်လင်းတော်တော်လေးမိုက်နေပြီโอเค let's go တာကြီးတို့သွားကြမယ်ဟေးဒီခါကျွန်တော်ဘယ်ထိသွားမလဲ67ဆိုတဲ့ဟိုဟာထိသွားလိုက်မယ်ဗျာ
စီရလည်းတော်တော်လေးဟိုဖြစ်နေပြီဆိုတော့လေ Okay let's go သွားမယ်ဟိုဘက်ထိသွားလိုက်အောင်67ကျော်ထိဟိုးလေမိုးတွေကလည်းတိုက်တယ်အမကျွန်တော်တို့လေဆာတန်းနေနော်အဲ့လေဆာတန်းတွေကလည်းတိုက်မိရင်ကျွန်တော်တို့လင်းပြတ်မှာပါနော်ကျွန်တော်ဘေးဒီမှာဝင်းအောင်ဟောလင်းရုံဘလို့မောင်းသွားနေဟိုကောင်ပြုတ်ကြသွားပြီအေးတိုက်ပြီးရှေ့ရလင်းတော့တိုက်ပြီးငါတော့ဘလို့ဆက်ဖြစ်မလဲမသိဘူးဟိုတိုက်ပြီးသွားပြီသူများပြောတော့ရှိတယ်ကိုဘာတိုက်မိသွားတာတို့ကဲထပ်ပြီးတော့မောင်းလိုက်အောင်စီထပ်ဖြစ်ပြီးဆိုကဲ let's go သွားမယ်တိုက်တို့ရေရှေ့ရလင်းနေအောင်မမိန်ဟိုကောင်တော့ပြက်ကြနေအဲ့ကောင်လင်းလည်းမိုက်တယ်ကျွန်တော်လင်းလည်းနောက်ဆုံးကြအဲ့လိုလင်းမျိုးဖြစ်လာမှာနော်ကဲကြည့်အောင်ဟိုမိုက်တယ်နော်အဲ့ကောင်လင်းကြည့်လိုက်အောင်အားကြပါတယ်ကွာကျွန်တော်လည်းပတ်တူးမှာကျွန်တော်လင်းလဲအဲ့လိုလင်းမျိုးဖြစ်မှာနော်ကဲပတ်တူးမှာထပ်တွေ့မယ်ကဲပတ်တူးလေးလည်းကြည့်ပေးကြအောင်ကဲဒီပတ်ဝန်းလည်းတော်တော်လေးရမ်းမိုက်တယ်ကြည့်လောက်โอเคကျွန်တော်လေဒီမိုးတွေတော့မရှိတော့ဘူးရာသီဥတုကတော့ကိုယ်ဘက်မှာဖြစ်သွားပြီကဲဒီ67ကိုကျွန်တော်ကြော်နိုင်ဖို့ပဲကျန်တော့တယ်တရားကြော်ဖို့ကျွန်တော်မနေ့ကြိုးစားလိုက်ရတယ်ဂျားထဲမှာကျွန်တော်ဒီအဖြတ်တောက်လေးလှုပ်ထားလို့လားကျွန်တော်ချက်ချင်းဒီမှာရတဲ့ပုံစံမျိုးဖြစ်နေမှာဂျားထဲမှာကျွန်တော်4-5ကလောက်ကိုထွိုင်းလိုက်ရတယ်အဲ့67နေရာကိုကြော်ဖို့အတွက်ကိုကဲ let's go အဲ့ဆိုတော့ကျွန်တော်ပြန်မယ်ဗျာ okay အပြန်တော့တတရပဲအပြန်တော့တကယ်ပြောတာတတရပဲကဲဒီကောင်တိုက်ပြီးတော့မှလေးစားတိုင်းတိုက်ပြီးကျွန်တော်ပဲရှောင်းဂျားထဲဝင်လင်းရုံငါokay ဝေးကတိလေးကွာ okay ဒီဆက်သွားလိုက်ရင်ကဲရောက်တော့မှာပါဒီဘက်ကတော့ကျွန်တော် AC ပါဒီဘက်ကတော့တိုက်မိမဲ့ဟာပါညာတိတ်တော့မရှိပါဘူးရှင်းလင်းပါပဲအဲဆိုရင်တော့ကျွန်တော်စီလောင်းမလောက်ပဲကြီးရတော့မစီက30ခုနကျွန်တော်ပြောခဲ့တာအသွားတောင်လောက်တယ်ဆိုပြန်ရတော့လောက်မှာပဲကွက်တီလောက်သွားကြမှာကျိုး20 19အိုးရှမလီစနစ်တော်သေးတယ်ဗျာတော်သေးတယ်ရသွားလို့ကဲကျွန်တော် EPIC တစ်ကောင်တော့ထပ်ပြီးတော့ရခဲ့ပြီအဲကျွန်တော်စီထပ်ပြေးမယ်စီထပ်ပြေးပြီးရင်ဆက်ပြီးတော့brain rot တွေကိုထပ်ပြီးတော့ယူမယ်ဗျာကဲကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီနေ့တော့ဒီလောက်ပါပဲခင်ဗျာနောက်ထပ်ကျွန်တော်ရဲ့brain rot လေးနဲ့စီးပြီးတော့ brain rot တွေတွားယူတဲ့ပတ်တူးမှာလည်းကျွန်တော်ရဲ့ဗီဒီယိုလေးကိုအားပေးကြပါအောင်ခင်ဗျာပတ်တူးလေးကိုတော့ကျွန်တော်နှစ်ဖြတ်မှာတင်ပေးပါမယ်ခင်ဗျာကဲအားလုံးပဲကျေးဇူးရန်တင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပြီးတော့ဗီဒီယိုလေးတွေကိုအဆုံးထိကြည့်ပေးကြပါအောင်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ်ကျွန်တော်ရဲ့လာမယ့်ဗီဒီယိုတွေမှာထပ်ပြီးတွေ့ပါမယ်ခင်ဗျာကျွန်တော်ကတော့ဇန်နစ်ပဲဖြစ်ပါတယ်ဘိုင်ဘိုင်ခင်ဗျာ